ဘာဖလားကျင်းပခွင့်ရရှိတဲ့နိုင်ငံကခြေစစ်ကစားပွဲကစားကြမလို့သူတို့မှာစတေဒီယမ်တွေကသတ်မှတ်ထားတဲ့အတိုင်းရှိဖို့လိုတယ်အဲ့ဒီကစားသမားကအသက်18နှစ်ပြည့်ပြီးတော့18နှစ်ပြည့်ပြီးနောက်ပိုင်း9နှစ်ကိုဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်မဗီဒီယိုလေးတွေမလုပ်တာနည်းနည်းလေးကြာသွားပြီပေါ့နော်လုပ်လေးတွေလည်းနည်းနည်းလေးရှုပ်သွားတာနဲ့ကျွန်မပုံမှန်လေးဗီဒီယိုလေးတွေမလုပ်ဖြစ်သွားတယ်အမှန်တော့ကျွန်မအခုဒီဗီဒီယိုကိုလုပ်ဖို့အတွက်ကိုရည်ရွယ်ထားတာကကမ္ဘာဖလားပွဲတွေလာနေတဲ့အတော်အတွင်းမှာကျွန်မလုပ်ဖို့ရည်ရွယ်ထားတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်မကိုယ်တိုင်လည်းကမ္ဘာဖလားကဘယ်လိုမျိုးစဖြစ်လာလဲကမ္ဘာဖလားပွဲမှာနိုင်ငံတွေကိုဘယ်လိုရွေးလဲကစားသမားတွေကိုဘယ်လိုရွေးလဲဘယ်လိုမျိုး criteria တွေနဲ့တွားလဲဆိုတဲ့ဟာကျွန်မသိသလောက်လေးကိုလည်း sharing လုပ်ပေးချင်တာပေါ့နော်ဆိုတော့တခြားတော့ပေါ့နော်ဒီထက်ပိုပြီးစုံလင်သိတဲ့ information တွေရှိရဆိုရင်လည်း share လုပ်လို့ရအောင်ကျွန်မတို့ပြန်ပြီးတော့ sharing လုပ်ပေးလို့ရအောင်ဒီဗီဒီယိုလေးကိုကမ္ဘာဖလားပွဲစဉ်တွေလာနေတဲ့ချိန်မှာလှုပ်ဖို့ရည်ရွယ်ခဲ့တာဒါပေမဲ့ကျွန်မအကြောင်းလှုပ်တဲ့အရန်ရှုပ်ပြီးတော့မလှုပ်ဖြစ်လိုက်ဘူးဆိုတော့ဒါပေမဲ့ကမ္ဘာဖလားပွဲပြီးခါစားလေးပေါ့နော်ပြီးခါစားလေးတော့ဖြစ်သွားပြီကျမတို့ဒီနေ့ကမ္ဘာဖလားနဲ့ပတ်သက်တာလေးနည်းနည်းလေးလာကြရအောင်လीเนาะဆိုတော့တီဗီသားသူတွေလည်းရှိပါလိမ့်မယ်ကျမကတော့အမှန်တမ်းပြောရင်အရှင်းမသိဘူးမသိခဲ့ဘူးပေါ့เนาะနောက်မှတစ်ဖြည်းချင်းဘယ်လိုမျိုးကမ္ဘာဖလားကကျင်းပတာလဲဆိုတာကိုနောက်ပိုင်းမှာကျမလည်းအားပေးတဲ့အသင်းတွေရှိလာတဲ့အချိန်မှာစိတ်ဝင်စားလာတော့လေးလာပြည့်ကနေသိသွားတာပေါ့เนาะဆိုတော့ကမ္ဘာဖလားရဲ့လုံးဝမူရင်းအစက1930ဇူလိုင်23မှာစတာရဲ့အတိအကျနဲ့ဆိုရင်1930ပြည့်နှစ်လောက်ခရေကစခဲ့တာပေါ့နော်သူတို့အဲ့ဒီတော့ဆက်စချင်းကန်ခဲ့တဲ့နိုင်ငံကကြတော့အမေရိကတိုက်မှာရှိတဲ့ဥရုဂွေနိုင်ငံမှာစပြီးတော့ကန်ခဲ့တာပေါ့နော်ဆိုတော့အဲ့ဒီတော့ကဥရုဂွေနောက်ဆုံးပွဲပေါ့နော် final match မှာဥရုဂွေနဲ့အာဂျင်တီးနားနဲ့တွေ့တဲ့ပွဲမှာဥရုဂွေကအနိုင်ရသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကပထမဦးဆုံးကမ္ဘာဖလားရဲ့ချန်ပီယံဆိုရင်လည်းဟုတ်တယ်ပေါ့နော်အားကြောင့်ပေါ့နော်ကမ္ဘာဖလားကစဖြစ်သွားတာလေဆိုတော့19ရာစုနောက်ပိုင်းမှာဘောလုံးကန်တာကကြကြပြန့်ရှိလာတယ်ဒါပေမဲ့ဘောလုံးနဲ့ပတ်သက်ပြီးသွားရင်သူတို့ကဘယ်လောက်ထိပဲပါပွင့်ခွင့်ဒီဘယ်လိုမျိုးပွဲတွေပဲရှိလဲဆိုရင်အဲ့တုန်းက Olympic Games အနေနဲ့ပဲဘောလုံးပွဲတွေကိုကျင်းပခွင့်ရှိတယ်ဆိုတော့ဒီထက်ပိုပြီးတော့သူတို့က professional ဆန်ဒီကဘာနဲ့ပေါ့နော်ဒီကဘာတဝမ်းချီပြီးတော့ဒီဘောလုံးပွဲအကြီးမျိုးကိုဖန်တီးကျင်ကြတယ်ဖန်တီးကျင်တဲ့အခါအဲ့လိုမျိုးကျင်းပကျင်တယ်ပေါ့နော်အဲ့ဒီဟာကြောင့်မလို့ဒီ FIFA အဖွဲ့ကိုဖွဲ့စည်းပြီးတော့အဲ့ဒီကနေမှတဖြည်းဖြည်းချင်းကျမတို့ဒီကမ္ဘာဖလားပွဲစဉ်တွေကိုနောက်ပိုင်းကျင်းပတဲ့စီမီစီကနေရှိလာတယ်နိုင်ငံတွေရွေးချယ်တဲ့အပိုင်းတွေရှိလာတယ်အသင်းတွေရွေးချယ်တဲ့ဟာတွေရှိလာတယ်ပေါ့နော်ဆိုတော့ဒါကတော့ဒီသူတို့ရဲ့စဖြစ်ခဲ့တဲ့ဇစ်မြစ်ကလေးအချင်းချင်းကလေးပေါ့ရှင်ကမ္ဘာဖလားကိုကျင်းပမယ်ဆိုရင်နိုင်ငံတွေကိုဘယ်လိုရွေးလဲပေါ့နော်နိုင်ငံပေါ့နော်ဒီကမ္ဘာဖလားထဲမှာပါမဲ့နိုင်ငံတွေကိုရွေးတဲ့အခါမှာကြတော့ကမ္ဘာဖလားကျင်းပခွင့်ရရှိတဲ့နိုင်ငံကခြေစစ်ကစားပွဲကစားကြမလို့ဆိုလိုချင်တာကကျမတို့ဒီတခြားသောနိုင်ငံတွေဥပမာဒီတစ်ခေါက်ဆိုရင် USA မှာဒီအမေရိကမှာလောက်သွားတယ်ဆိုတော့သူတို့အသင်းကခြေစစ်ပွဲကစားကြမလို့ဘဲနဲ့ပါဝင်လို့ရတယ်ပေါ့နော်တခြားအသင်းတွေကတော့ခြေစစ်ပွဲကစားရမယ်ပြီးတော့နောက်တစ်ခုစိတ်ဝင်စားဖို့ကောင်းတာကခြေစစ်ပွဲကသူတို့3နှစ်ကမ္ဘာဖလားမတိုင်ခင်3နှစ်အလိုကလေးကခြေစစ်ပွဲကိုကစားပြီးသွားပြီကစားပြီးသွားပြီးတော့ရွေးချယ်ပြီးသွားပြီပေါ့နော်ဘယ်လိုပါမလဲဆိုတဲ့ဟာနောက်ပြီးတော့ကျမတို့မှာနောက်ထပ်ပေါ့နော်စိတ်ဝင်စားစရာကောင်းတာကဒီ FIFA ကနေပြီးသွားတော့သူ့အောက်မှာပေါ့နော်တိုက်ကြီး6တိုက်ကိုသူတိုက်ကြီး6တိုက်လိုက်ပေါ့နော်ဘောလုံးအသင်းချုပ်တွေတစ်ခုချင်းစီမှာအသင်းချုပ်တွေထားထားတယ်ဥရောပတိုက်တောင်အမေရိကတိုက်မြောက်အမေရိကတိုက်အာရှတိုက်နောက်ပြီးတော့အာဖရိကတိုက်ရဲ့နောက်ဆုံးတစ်ခုကအိုရှေးနီးယားလို့ခေါ်တဲ့နေရာပေါ့နော်တိုက်တစ်ခုပေါ့နော်ဆိုတော့အဲ့ဒီနေရာ6ခုအောက်မှာဘောလုံးအသင်းချုပ်တွေရှိတယ်။အဲ့ဒီအသင်းချုပ်တွေကနေပြီးတော့ခြေစစ်ကစားပွဲအတွက်ကိုသူတို့ကတာဝန်ယူပြီးတော့လုပ်ပေးတယ်။လုပ်ပေးပြီးတော့ရွေးချယ်ခံရပြီဆိုရင်ကျမတို့ကအစ်စ်ထက်တက်တယ်ပေါ့နော်။ဒါပေမဲ့ထူးဆန်းတာတစ်ခုကအခု2026ပွဲမှာခြေစစ်ကစားပွဲကိုကန်တဲ့အသင်းက32သင်းကနေပြီးတော့သူတို့48သင်းတီကိုသူတို့တိုးထားတယ်။ခြေစစ်ကစားပွဲမှာအမှတ်အများဆုံးရတဲ့အသင်းကသတ်မှတ်ထားတဲ့ခွဲတန်းအတိုင်းပဲသူတို့တက်သွားကြတယ်။ကျင်းပမဲ့နိုင်ငံတွေကိုဘယ်လိုမျိုးရွေးလဲပေါ့။26မှာအမေရိကမှာလောက်ခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်မထပ်ပြီးတော့သူကျင်းပခွင့်မရှိအောင်2030မှာကစပိန်ပေါ်တူဂီမော်ရိုကိုနိုင်ငံ3ခုကနေပြီးကြည့်မှုပြီးတော့ကျင်းပကြမယ်ပေါ့နော်2034မှာကျတော့ကျမတို့ဒီဘက်ပေါ့နော်အာရှနဲ့အိုရှေးနီးယားဘက်ကိုရောက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီခုနှစ်ကြာရင်တော့ဆော်ဒီအာရေဗျကနေပြီးတော့လက်ခံပြီးတော့ကျင်းပမယ်ဆိုတော့အဲ့လိုမျိုးနိုင်ငံတွေကတော့ဟုတ်ကျင်းပတာဟုတ်ပါပြီပေါ့နော်ဒီကျင်းပမဲ့နိုင်ငံတွေကရောဘယ်လို criteria မျိုးတွေနဲ့သတ်မှတ်ထားလဲဆိုရင် stadium တွေကဒီ
ပွဲစဉ်နေအကုန်လုံးကစားလို့ရတဲ့ stadium က4ခွင်းပေါ့နော်သူတို့မှာ stadium တွေကသတ်မှတ်ထားတဲ့အတိုင်းရှိဖို့လိုတယ်ဆိုတော့ပွဲစဉ်နေအားလုံးကစားလို့ရအောင်က14ခွင်းလိုအပ်တယ်အဲ့ဒီပွဲတွေမှာကတခွင်းချင်းစီမှာအားပေးရဲ့လူ4000ဝန်းကျင်ဆက်ရမယ်ပေါ့နော်နောက်တစ်ခုကကြတော့ semi final မှာကစားမဲ့အတွက်ကို6000လာကြည့်မဲ့ပရိသတ်6000ဝန်းကျင်ဆက်နေကွင်းလိုအပ်တယ်နောက်ဆုံးပွဲ final ပေါ့နော်ဒီ final နဲ့ opening ဒီအဖွင့်ပွဲနဲ့အပိတ်ပွဲအတွက်ကိုကစားဖို့အတွက်ကကြတော့ကျွန်တော်တို့ဒီလာကြည့်မဲ့ပရိသတ်8000ဆက်နေကွင်းလိုအပ်တယ်ပေါ့နော်နောက်ပြီးတော့ဒီဟာကစားတဲ့ဟာအပြင်မဲလားဆိုတော့မဟုတ်ဘူးဒီကစားတဲ့ဟာမတိုင်ခင်လေ့ကျင့်ကွင်းဆင်းဖို့အတွက်လဲစုစုပေါင်းဘောလုံးကွင်း82ကွင်းရှိဖို့လိုအပ်တယ်အဲ့နိုင်ငံကလက်ခံကျင်းပမဲ့နိုင်ငံကဆိုတော့ဘောလုံးကွင်းနေအပြင်ကိုမှနောက်ထပ်သူတို့ရဲ့နေရေးထိုင်ရေးသွားရေးလာရေးပေါ့နော်ဆိုတော့နေထိုင်ရေးအတွက်လည်းကျဲ9ပွင့်အဆင့်ရှိတဲ့ဟိုတယ်တွေကနေစပြီးတော့အဆင့်ဆင့်သောဟိုတယ်တွေလုံလုံလောက်ရှိဖို့လိုအပ်တယ်လို့သွားမဲ့လမ်းကြောင်းပေါ့နော်သွားလာရေးလမ်းကြောင်းရေကြောင်းနဲ့ပဲသွားမလားကုန်းကြောင်းပဲသွားမလားသွားလာရေးလမ်းကြောင်းလေကြောင်းပဲဖြစ်ဖြစ်ပေါ့နော်နှလုံးစလုံးချောချောမွတ်နဲ့အဆင်ပြေပြေနဲ့သွားလာနိုင်တဲ့နိုင်ငံမျိုးလည်းဖြစ်ရမယ်ဆိုတော့အဲ့ဒီ၃ချက်ပေါ်မှာအဓိကကြည့်ပြီးသွားတော့ရွေးချယ်တယ်ပေါ့နော်ဒါကတော့ကျမတို့ဒီနိုင်ငံရွေးချယ်တာအဲ့ဒီမှာဒီလိုမျိုးကမ္ဘာဖလားပွဲကိုပြင်ပဖို့အတွက်ကစားသမားရွေးတာကကြတော့အဲ့ဒီကစားသမားပေါ့နော်ဒီဝင်ပြီးတော့ရှင်ပြိုင်မဲ့ကစားသမားကဒီသူ represent လုပ်မဲ့နိုင်ငံရဲ့ passport ကိုကန်ဆောင်တဲ့သူဖြစ်ရမယ်တကယ်လို့အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်လေအဲ့ဒီကစားသမားရဲ့အဖေသို့မဟုတ်အမေသို့မဟုတ်အဖိုးသို့မဟုတ်အဖွားသို့မဟုတ်ကအဲ့ဒီနိုင်ငံသားဖြစ်ရမယ်အဲ့လိုမှမဟုတ်ခဲ့သေးဘူးဒီနှစ်ချက်လုံးနဲ့ဒီဟာမကိုက်ညီသေးဘူးဆိုရင်လေဘယ်လိုတော့ဖြစ်ရမလဲဆိုရင်အဲ့ဒီကစားသမားကအသက်18နှစ်ပြည့်ပြီးတော့18နှစ်ပြည့်ပြီးနောက်ပိုင်း9နှစ်ကိုသူကိုစားပြုကစားမဲ့နိုင်ငံမှာနေထိုင်နေသူဖြစ်ရမယ်ဆိုတော့အဲ့ဒီဟာတွေပေါ်မှာမူတည်ပြီးတော့မှကစားသမားတွေကဒီနိုင်ငံကိုစားပြုနေနဲ့ဝင်ပြိုင်မှုရလားမရလားဆိုတဲ့ဟာကဆုံးဖြတ်ပေးထားတာပေါ့နော်ဆိုတော့ဒါကတော့ကျွန်မဒီကမ္ဘာဖလားအကြောင်းကိုရှာကြည့်ရင်းနဲ့တွေ့မိတဲ့အချက်ကလေးတွေကိုကျွန်မမျှဝေပေးတာပါကျွန်မကိုယ်တိုင်လည်းဒီဟာလေးကိုဖက်ရတဲ့အချိန်တုန်းကတချို့တော့မသိသေးတဲ့ insight လေးတွေရသွားတယ်တချို့တော့မသိသေးတဲ့အရာလေးတွေကိုသိလိုက်ရတယ်ပေါ့နော်ဆိုတော့အခုကြည့်နေတဲ့လူတွေထဲမှာလည်းတိပိသားသူတွေဆိုရင်တော့ကိစ္စမရှိဘူးပေါ့နော်ဒီကမ္ဘာဖလားနဲ့ပတ်သက်ပြီးတော့မသိသေးတဲ့သူတွေအတွက်ကတော့ဒီဗီဒီယိုလေးအထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်လीနော်ကျွန်မရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးဖို့မမေ့ပါနဲ့ရှင်ကျေးဇူးပါ